ကိုတဲရောဘယ်လောက်ချစ်လဲ ရမ်းချက်အများကြီးချက်တဲလေးအတွက်ဘာမဆိုလုံးနိုင်တယ် တကယ်ဘာမဆိုလား တကယ် ဘာမဆိုနော် လို့ အဲ့ဆိုအရင်အသားဖြူအောင်လုပ် ဖြစ်နေမှာလောက်ခိုင်းလေ နင်ပဲဘာမဆိုဆို ခမရအိမ်မှာအရက်ချက်တဲ့ပစ္စည်းတွေတွေ့ရှိရတဲ့ခမရကိုကျုပ်တို့အရေးယူရလိမ့် အဲ့ပစ္စည်းတွေကကျမဖိုးဖွားလက်ပြခနဲ့ပစ္စည်းတွေအခုကျမတို့ချက်မှမချက်တာ ။အဲ့ဒီခမရအိမ်မှာအဲ့ပစ္စည်းတွေရှိနေတဲ့အတွက်ခမရကိုကျုပ်တို့အရေးယူမှာ ကျမလည်းရှင်တို့နှစ်ယောက်ကိုလေကျမကိုမတော်တရားမှုနဲ့ပြန်ပြီးရေးယူမယ် ။ခမရကျုပ်တို့ဘာလုပ်ရသေးလို့လဲ ဘာမှမလုပ်ပေမဲ့လုပ်လို့ရတဲ့ပစ္စည်းရှင်တို့နှစ်ယောက်စီမှာရှိနေတယ်လေ မိန်းကလေးတွေရီးသားရမရကြည်နီလေးဘဝုဒ္ဒအနေနဲ့ပြောပြမယ်နော်အရင်ဦးဆုံးမတ်တက်ကလေးရလိုက်ပါလက်နှစ်ဖက်ကိုဘေးကိုကတ်လိုက်ပါပြီးရင်ခေါင်းကိုအောက်ကိုငုံကြည့်လိုက်ပါခြေထောက်ကိုမမြင်ရဘူးဆိုရင်တော့တေးကြတယ်ဘဲရမှာခြေထောက်ကိုမြင်ရတယ်ဆိုရင်တော့ဘဲမရနိုင်ပါဘူး ကဲပြောတမီးကသူ့ကိုဘာလို့ပါရလိုက်တာလဲ သမီးတို့သူအခန်းထဲလိုက်ခဲ့ဖို့ခေါ်တယ်ဆရာ ဟုတ်လားခန်းလေးတော့ပေါ်ရဆိုတော့မရိုင်းလားအားကြောင့်တမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်သေးဘူးဆရာအခန်းထဲရောက်တော့သူသမီးကိုအင်ကြီးချုပ်ခိုင်းနေ ဟာဒါတော့လွန်သွားပြီအဲ့ဒါနဲ့တမီးကသူ့ကိုပါရလိုက်တယ်ပေါ့ အဲ့ဒါနဲ့မရိုက်သေးဘူးဆရာသူသမီးကိုပေါင်းမိပါချုပ်ခိုင်းနေ ဟာဒါကာမနေနေမှုပဲအားကြောင့်တမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်ရသေးဘူးဆရာသူသမီးကိုကတင်ပေါ်မှာအိတ်ခိုင်းနေ ဟာဒါမတင်းမှု306ဖြစ်သွားတယ်အားကြောင့်တမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်သေးဘူးဆရာ နေပါဒီနေ့ရိုက်ဖို့ဆရာရှိတယ်လား သူကသမီးကိုစကားတခွန်းပြောတယ်ဆရာ ဘာစကားပြောလို့လဲ तू က ငါနင်းကိုအလကားစားနောက်ခြင်းလို့ခေါ်လာတာနင်းအခုအိမ်ပြန်လိုက်တော့လို့ပြောရဆရာအဲ့တော့မှသမီးစိတ်တူပြီးသူ့ကိုပါဖတ်ရိုက်လိုက်တယ်ဆရာ ဟိုတယောက်ခမရရဲ့ဖောင်းနေတဲ့နေရာလေးကိုတိုက်ချင်တယ်ဟဲ့ငါတို့ကပါနော်အယောဒီမှာ တက်ကနေ3ထိရီမယ်နော်ရှင်အခုချက်ချင်းလာနော် အိမ်မကြောက်တဲ့ငါမပါဘူးတက်ကနေ3မကလို့3သိန်းအထိကြီးပါစေဂယုကိုမဆိုင်ဘူး အင်း လာနေပြီလာပြီ ကဲပြောသမီး ဆရာကြီးရှင်ဟိုရှေ့ဖြစ်နောက်ဖြစ်လေးနဲ့လေအိမ်အောင်ကြကိန်းလေးရှိမလားသိချင်လို့ပါရှင် ကောင်းပြီသမီးလက်လေးခဏပြအရန်ကောင်းတာပဲ ပါကောင်းတာလေရှင် ကြိုင်လို့ ရှင် မဟုတ်ပါဘူးသမီးရဲ့ဟိုစာရီလက္ခဏာအရန်ကောင်းတာပဲလို့ပြောတာဟာ အော်ဟုတ်ကဲ့ သမီးလက္ခဏာအရန်ကောင်းနေပြီနောက်ပြီးသမီးလက္ခဏာရကသမီးအိမ်အောင်ချခင်းရှိတယ် ဟုတ်ကဲ့ဆရာ နောက်ပြီးတော့သမီးရဲ့ရုပ်ရည်ကကြော်ရုပ်နော်ဆရာကြော်ဖြစ်မှာ ဟုတ်ကဲ့ တခုတော့ရှိရသမီးရေတရာချီရမယ်နော် လူချီရမလို့ဆရာ သမီးနှစ်ဖန်ကြရင်အိမ်ကအဝတ်စားတွေအကုန်လုံးကြခဲ့လက်ထပ်စာချုပ်နှစ်ဆောင်ကြခဲ့နော် ဟုတ်ကဲ့အဲ့ဒါဆိုသမီးကြပြီလားဆရာ ကြပြီလို့သာမှတ်လိုက်တော့ ဟုတ်ကဲ့ဆရာဘယ်သူနဲ့လဲဆရာ ဆရာနဲ့ ရှင် ငါမိမဝမ်းဆက်နဲ့ဆိုတော့တအားလှနေတာပေါ့ တော်မြောက်ပြောရင်ဦးကြောင်နေ တကယ်ပြောတာနေငါ့ကိုအရင်တော့လို့ရှိသေးလား ဟိုတော့ခလေးတယောက်လည်းရနေဘာပြောမှန်းလည်းမသိ လောက်တာပြောစမ်းမှာနေငါ့ကိုရှိသေးလားလို့ ရှစ်တယ် ပါမကလေးတယောက်ရနေလေပြောသေးတယ်ဂူရတိတနာစိတ်ကိုမကုန်သေးဘူးအမအပြူကြီးလား ဟုတ်တယ်လေဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲခင်ဗျားတို့လူလောကထဲတေးပေါက်ဖို့တက်တက်ရောက်လာ အယောဒီမှာ